အိတ်ကြပြီလားသပင်တုဖြုတ်ထားတာရိတ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဘက်ကည7ထုံးမှမီးလာမှာခင်ဗျားတို့မြန်မာပြည်အလဲပိုင်းနဲ့အောက်ပိုင်းတော့ဘယ်နိုင်လာမလဲကိုယ်လည်းမသိတော့ပါဘူးနော်ဒါသပင်တုတက်ပြ7ထုံးမှမီးလာပြီးတော့じゃမှခေါင်းလျှော်ပြီးတော့ရေချိုးပြီးရခါじゃမှအိမ်ကိုစောင့်နေတာကြည့်ရှုသူတွေအနေနဲ့ရောကြည့်ရှုသူတွေရောမီးလာလားအဲ့ဘက်မှာကျွန်တော်ဘက်ကတော့အချိန်နဲ့လာတာသပင်တုတက်ပြမယ်ရိတ်ပြီးရခါကျတော့မလုပ်မလို့ဆိုခေါင်းလျှော်ရင်းနဲ့တေချာလျှော်ပြီးသွားတဲ့ခါကျတော့သပင်တုကဥမှန်တက်ပြဒီလိုလေးပေါ့နော်ကွာဆိုတက်ပြီးတော့ဖိလိုက်လို့ရှိရင်လုပ်မျိုးလေးကြည့်လို့လာသွားပါကွယ်ဘိုင်အိတ်တော့မယ်